ကျွန်တော်ကိုအစဉ်အမြဲအားပေးနေလျက်ရှိကြတဲ့ချစ်ပရိသတ်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ15ရက်5လ2025ဆိုတဲ့ကြာရာပရိနိကဏ္ဍအတွက်15ရက်5လ2025ဆိုတဲ့ကြာရာပရိနိကဏ္ဍမှာတနေ့တာလုံးပတ်တိကဏ္ဍအနေနဲ့ပေါ့နော်လေးပတ်တိခွန်ပတ်တိတနေ့တာလုံးပတ်တိအနေနဲ့လေးပတ်တိခွန်ပတ်တိတနေ့ကုံစာဝမ်းချင်းအနေနဲ့လေးခွန်ဝမ်းချင်းပေါ့နော်15ရက်5လ2025ဆိုတဲ့ကြာရာပရိနိကဏ္ဍမှာတနေ့ကုံစာဝမ်းချင်းအနေနဲ့လေးခွန်ဝမ်းချင်းပေါ့နော်လေးခွန်ဝမ်းချင်းကိုပတ်တိကဏ္ဍအနေနဲ့အသုံးပြုနိုင်ပါတယ်လေးခွန်ဝမ်းချင်းမှာလေးပတ်တိကဏ္ဍအနေနဲ့43 45 46 49 43 45 46 49ဒီလေးကွက်ပို့ထုတ်ပေါ့နော်တနေ့ကုံစာဝမ်းချင်းကဏ္ဍအနေနဲ့လေးခွန်ဝမ်းချင်းပေါ့နော်ခွန်ပတ်တိကဏ္ဍအနေနဲ့ခွန်နဲ့ခွန်3ခွန်5ခွန်8ဒီလေးကွက်ပို့ထုတ်ပေါ့နော်လေးခွန်ဝမ်းချင်းခွန်ပတ်တိကဏ္ဍအနေနဲ့ခွန်နဲ့ခွန်3ခွန်5ခွန်8ဒီလေးကွက်ပို့ထုတ်ပေါ့နော်တနေ့ကုံစာပတ်တိကဏ္ဍအနေနဲ့လေးပတ်တိခွန်ပတ်တိပေါ့နော်ဝမ်းချင်းကလေးခွန်ဝမ်းချင်းပေါ့နော်15ရက်5လ2025ကြာရာပရိနိမှာနော်လေးပတ်တိလဲအောင်မယ်ခွန်ပတ်တိလဲအောင်မယ်ညမနဲ့2ကြိမ်ပေါက်မှာပေါ့နော်ထူးခြားမဲ့ကဏ္ဍလေးတွေပြောအောင်မယ်နော်ထူးခြားမဲ့ကဏ္ဍဆိုတာကကြာတာပရိတောက်ကြပေါ့နော်လက်ကြံနေရက်လက်ကြံနေရက်မှာဘာတွေထူးခြားမှာလဲဆိုတော့တုံညာပရိထူးခြားမယ်ပေါ့နော်တုံညာပရိထူးခြားမယ်ပါဝါညီကိုတုံညာပရိရဲ့ပါဝါရဲ့ညီကိုရဲ့တုံညာပရိပါဝါညီကိုဒါကကြံနေရက်မှာထွက်မယ်နော်ကြာတာပရိနဲ့တောက်ကြမှာတုံညာပရိပါဝါညီကိုဒါကကြာပရိတောက်ကြကြံနေရက်မှာထွက်မယ်နော်15ရက်5လ2025ဆိုတဲ့ကြာတာပရိကဏ္ဍမှာအပိုင်ပတ်တိအနေနဲ့၄ပိုင်တစ်လုံးကတော့ကင်ကစားရမှာနော်၄ပိုင်ကင်ကစားရမယ်ဒီ၄ပိုင်ကလည်းထူမွေးကနန်း6ကွက်ထဲမှာပါတယ်နော်46 49 43ဒီ3ကွက်ပို့ထုတ်ပေါ့နော်46 49 43ဒီ3ကွက်ပို့ထုတ်နော်၄လုံးပိုင်ပေါ့နော်ဒါက4ဆိုလို့ရှိရင်12နာရီ10မိနစ်အတွက်ပို့ပြီးအားကောင်းတယ်ပေါ့နော်ဘလို့အားကောင်းတယ်ဆိုတော့4ကာထိတ်စည်းအနေနဲ့အားကောင်းတာပေါ့နော်4ခွန်ဝမ်းချင်းတနေ့ကုံစာဝမ်းချင်းက4ခွန်ဝမ်းချင်းနော်ပတ်တိကဏ္ဍအနေနဲ့43 45 46 49ဒီ4ကွက်တော့ပို့ထုတ်ပေါ့နော်ညနေပိုင်းကဏ္ဍကတော့ခွန်အားကောင်းတယ်ပေါ့နော်ခွန်နဲ့ပတ်သက်ရင်ခွန်နဲ့ခွန်3ခွန်8ခွန်5ဒီ4ကွက်တော့ပို့ထုတ်ပေါ့နော်လက်ကြံနေရမှာကတုံညာပရိပါဝါညီကိုဒါကတော့ကျင်းသိထွက်မှာပေါ့နော်ပြီးတော့လက်ကြံနေရမှာခွန်8နဲ့5ခွန်8နဲ့5ခွန်8နဲ့5လေးလုံးအပြီးပေါ့နော်ခွန်8နဲ့5မပြီးပဲနဲ့ဒီတပတ်ဒီပွဲမပြီးဘူးနော်ခွန်8နဲ့5မပြီးပဲဒီတပတ်ဒီပွဲမပြီးဘူးနော်ခွန်8နဲ့5လေးလုံးပြီးပေါက်6ကွက်အနည်းဆုံးတစ်ကွက်ကတော့ထွက်မှာပေါ့နော်ခွန်8နဲ့5မပြီးပဲဒီတပတ်ဒီပွဲမပြီးဘူးဟုတ်ပြီနော်တိတ်ကဝါသနာပါတဲ့ချစ်ပိယိတ်သက်အားလုံးပဲပေါ့15ရက်5လ2025ဆိုရဲကြာသာပရိနိကဏ္ဍမှာပထမကဏ္ဍအနေနဲ့ပလက်တိုင်ကဏ္ဍပေါ့နော်ပလက်တိုင်ကဏ္ဍမှာပလက်တိုင်ကဏ္ဍကတော့ခွန်နှစ်ရှင်က
ခွန်နေရှင်ငါဒါပထမကဏ္ဍပေါ့နော်ပလက်တိုင်ကဏ္ဍဒုတိယကဏ္ဍအနေနဲ့တိတ်ကဝါသနာပါတဲ့ချစ်ပိဋကအားလုံးတွေပေါ့နော်ရေးထားတဲ့အတိတ်စာသားလေးကတော့ကိုဖက်ရက်တဲ့လိတ်ကိုဖက်ရက်တဲ့လိတ်ဒါကတော့အတိတ်ကောက်ဖို့အတွက်မြင်နေရတဲ့အတိတ်စာသားလေးပေါ့နော်ဒါကတော့ဒုတိယကဏ္ဍပေါ့နော်တတိယကဏ္ဍအနေနဲ့မြင်နေရတဲ့စလင်ကဏ္ဍလေးပေါ့နော်မြင်နေရတဲ့စလင်ကဏ္ဍလေးကိုမြင်တဲ့အတိုင်းကိုမြင်ကိုရှုထောင်းကနေကြည့်ချက်ကောက်ပေါ့နော်ဒါကတော့တတိယကဏ္ဍစလင်ကဏ္ဍပေါ့နော်စတုဒ္ဓကဏ္ဍအနေနဲ့ကဏ္ဍနှစ်ကွက်ထုတ်ပြီးထားပါတယ်ထုတ်ပြီးထားတဲ့ကဏ္ဍနှစ်ကွက်ကတော့46နဲ့9နဲ့46ကထူးမာက46ပေါ့နော်ဒါကစတုဒ္ဓကဏ္ဍအနေနဲ့ပေါ့နော်ပစ္စမကဏ္ဍအနေနဲ့ကဏ္ဍတစ်ကွက်ထုတ်ထားပါတယ်ထုတ်ထားတဲ့ကဏ္ဍတစ်ကွက်ကတော့ခွန်8ဖြစ်ပါတယ်ခွန်8ကကန်ဆန်းရန်ခွန်8ဒါကတော့ပစ္စမကဏ္ဍပေါ့နော်15 ရက်5 လ 2025ကြာတာပရိနေ့မှာ၄ခွန်1ချိန်လည်းပြီးပြီနော်၄ပတ်တီးခွန်ပတ်တီးကဏ္ဍလည်းပြောပြီးသွားပြီပို့ထိုးရမယ်ကဏ္ဍ၄ကွက်စီတွေလည်းပြောပြီးသွားပြီနော်ပြီးတော့လက်ကြံရက်မှာ3ညပရိပါဝါညီကိုဒါကကြံတဲ့ရက်အတွက်ပေါ့နော်တတိထားရမယ်ထူးခြားမှုတွေပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ခွန်ရှင်းနဲ့ငါမပြီးပဲဒီတစ်ပတ်ဒီပွဲမပြီးဘူးလို့ပြောထားတယ်နော်ဒါ၄လုံးပြီးပေါက်6ဘက်ကတစ်ကွက်အနည်းဆုံးတော့ထွက်မှာပေါ့နော်ကဲဒီလောက်ဆိုပြည်စုံဖူလုံသွားပြီဆိုတော့ကတာယာပျော်ရွှင်ငြိမ်းချမ်းပွဲကောင်းတော့ဘဝအများကိုစီချစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ